မောင်မိုးပွင့်ရီကြီးရဲ့ကြပြားလေးဘယ်နှရောက်သွားပါလဲဖတ်နေတာသူများအိမ်ရီရီမြုပ်တော့ငုတ်တုတ်ကမထပေါက်ကန်းနေတရားတရွာလုံးရီရီဖောက်လှဲ့တော်မကြည့်ဘူးသူ့အိမ်ထဲရေဝင်ရောက်ခါမှပေလောက်အောင်စိတ်ဝင်စူးတယ်ယူချစ်တော့ယူဘာရတဲ့ကဲပါဖေဟာဘာရတဲ့ကဲပါအောင်ဖေဘာရတဲ့ကဲပါအောင်ဖေကဲပါအောင်ဖေဘာရတဲ့ကဲပါပြောတော့ဘာရတဲ့ကဲပါဆိုတာတရောင်းသားလားဟမ်မဟုတ်ပါဘူးဖေမဟုတ်ပါဘူးဖေဘာရတဲ့တပည့်တော်မတို့မိသားစုလေးထမင်းထိုင်စားနေတဲ့အချိန်မှာလေဥက္ခရာနဲ့အဲ့ဒီရက်ွက်ထဲကသူ့နောက်လိုက်2ယောက်နဲ့ကတပည့်တော်မယောက်ျားကိုဖမ်းခေါ်သွားပါတယ်ဖေဖမ်းခေါ်သွားပါတယ်ဖေအဲ့ဒါတပည့်တော်မဘာဖြစ်လို့ဖမ်းခေါ်သွားတာလဲလို့မေးတဲ့အခါကျတော့နှစ်ယောက်ျားကိုစစ်မှုထမ်းထဲကိုထဲမလို့ငါတို့ကခေါ်သွားတာလို့ပြောပါတယ်ဖေ။မဟုတ်ညီတကယ်မှပြောနိုင်တယ်ငါဘာမှကိုမသိဘူးဖြည်းဖြည်းချင်းအသေးချာပြောပြသမှာဖုန်းကြီးအမှုရွာပတ်တယ်ပဲကြောက်ပါတယ်အခုတကယ်မှအမှုကရတိလာပတ်နေပြန်ပြီကဲဖြည်းဖြည်းချင်းပြောအစားဆုံးပြောဘာဖြစ်တော့ဟာလေတပည့်တော်မမေးပါတယ်ဖေကျမယောက်ျားကိုဘာဖြစ်လို့ဖမ်းတာလဲဖေလို့မေးတဲ့အခါကျတော့ကျမယောက်ျားကိုဘာဖြစ်လို့ဖမ်းတာလဲလို့မေးတော့အုတ်ကြီးနဲ့အဲ့နောက်ကလိုက်လာတဲ့လူယောက်ကနောက်ကလိုက်လာတဲ့ငထွန်းကနေပြီးတော့အုတ်ကြီးကိုမေးကြည့်ဆိုတော့ကျမအုတ်ကြီးကိုမေးပါတယ်အုတ်ကြီးကိုမေးတဲ့ခါကျတော့အုတ်ကြီးကနေပြီးတော့နှစ်ယောက်ျားကိုငါတို့ကစစ်မှုထမ်းတွေကိုထည့်ဖို့အတွက်လာဖမ်းပြီးခေါ်တာတဲ့ဒီကလည်းအုတ်ကြီးတော့ငထွန်းတွေရှောက်တာပဲဘာမှလည်းမသိဘူးငထွန်းကဘာတော့နှစ်ယောက်ျားမဟုတ်ဘူးဗျငထွန်းဆိုတာအုတ်ကြီးနောက်ကနေပြီးတော့ပါလာတဲ့လူတွေအုတ်ကြီးဟုတ်ပြီအုတ်ကြီးဟုတ်ပြီပါလာတဲ့လူကမြေယောက်ျားထမင်းစားနေတာကိုလာပြီးတော့ပေါ်တာဆွဲတယ်ပေါ်တာဆွဲတာလားဘာလားတော့မသိဘူးမင်းကိုဖမ်းတယ်အကောင်အုတ်ကြီးကနေပြီးအကောင်ဖမ်းလို့ပြောလိုက်တော့အဲ့ဒါနဲ့အဲ့လူကနေပြီးတော့တပည့်တော်မယောက်ျားကိုတစ်စိတ်ခတ်ပြီးဖမ်းပါတယ်ဖေအဲ့တော့အဲ့နဲ့တပည့်တော်မဘာလို့ဖမ်းတာလဲလို့မေးတာလေမေးတဲ့ခါကျတော့သူကနေပြီးတော့အင်းနဲ့နှစ်ယောက်ျားကိုစစ်မှုထမ်းတွေကိုထည့်ဖို့တော့ငါတို့ကလာဖမ်းတာလို့အဲ့ဒီလိုပြောတယ်ဖေဒီကောင်းလေးခုတနောအဲ့ဒီမှာဒီရက်ပိုင်းနဲ့မှာတက်လာတာဟုတ်တယ်စစ်မှုထမ်းတွေပေါ်တာကြီးတော်ဆိုအကျန်းနေရနော်ပေါ်တာမဟုတ်ဒီကောင်းလေးလူဖမ်းနေတာညီအဲ့ဒါပတ်စံမရှိဘူးလားပတ်စံနဲ့တွားရွေးလှုပ်လိုက်ရတယ်လေတပည့်တော်မလိုက်ပါတယ်ဖေတပည့်တော်မှာပတ်စံလည်းမရှိဘူးလေဗျာမရှိပေမဲ့လည်းဘာဖြစ်လို့ဆိုပြီးတော့ဘာဖြစ်လို့အဲ့လိုဘလို့လုပ်ရင်လုပ်မလဲဆိုပြီးတော့သူတို့အုတ်ကြီးကိုသွားမေးပါတယ်အုတ်ကြီးကိုမေးတဲ့ခါကျတော့အုတ်ကြီးကနေပြီးတော့ပြောတယ်နင်တို့မေးစရာလည်းအကြောင်းမရှိဘူးငါတို့လိုက်စရာလည်းအကြောင်းမရှိဘူးတဲ့နင်တို့ကငါလှုပ်လိုက်မယ်တဲ့နင်တို့ကငါလှုပ်လိုက်နင်တို့သေသွားလိုက်မယ်တဲ့နင်တို့တယောက်မှလိုက်မလာနဲ့ဆိုတပည့်တော်မတို့အဲ့ဒီလိုမျိုးချိန်မောင်းလိုက်ပါတယ်ဖေဒီကောင်းလေးထင်နိုင်ကျဲနေတော့တာပဲအဲ့ဒါနဲ့ညီငါပြောမယ်လေအဲ့ဒါဆိုအုတ်ကြီး तू ကဟုတ်ကံပြေအဲ့ညီတို့နာမှာရဲစခန်းနေပါမရှိဘူးလားစခန်းနေပါလိုက်မသွားဘူးလားတပည့်တော်မတို့နောက်နေ့လဲကြောင်စုံစမ်းတဲ့အခါကျသူ့ကိုထွေရုံခေါ်သွားရလို့ပြောလို့ထွေရုံကိုလိုက်ပါတယ်ခင်ဗျာထွေရုံလည်းရောက်တော့အဲ့ဒီမှာရှိနေတဲ့ရှေ့မှာစောင့်နေတဲ့ရဲပေါက်စတွေကနေပြီးတော့တပည့်တော်မကိုပြောလိုက်ပါတယ်မားတဲ့တွေ့ကြလို့ရှိရင်နောက်နေ့မှလာတဲ့ဘာဖြစ်လို့သူ့ကိုအိတ်နေလို့တဲ့အဲ့ဒီဆိုဒီကောင်ဒါဆိုကောင်ညမိုက်တကောင်မာဆက်ကိုသွားနေလို့တင်ပါဗောဟုတ်ပါဘူးဖေမသိပါဘူးဖေမသိပါဘူးဖေအဲ့ဒါနဲ့တပည့်တော်မှလည်းနောက်နေ့ပြန်လာတာပေါ့ပြန်လာပြီးနောက်နေ့ကျတော့ဆက်သွားတာပေါ့ဆက်သွားတဲ့ခါကျတော့ဘာပြောလဲဆိုတော့ယောက်ျားတဲ့အဲ့ကြပါတွေးခွင့်ရတယ်ဗျာတွေးတော့အင်းနဲ့ဟဲ့နေ့ကိုဘာလို့ဖမ်းထားတာတော့လို့မေးတဲ့ခါကျတော့ငါ့ကိုတဲ့စစ်မှုရမ်းမို့ဆိုပြီးတော့ဖမ်းထားတာတဲ့အဲ့ဒါနင်မပြောလိုက်ဘူးလားငါလည်းပြောလိုက်တယ်တဲ့ငါမှလည်းမိသားစု3ယောက်ရှိတယ်အမေအိုကြီးလည်းလှုပ်ကျွေးနေရတယ်ကျွန်တော်စစ်မှုမထမ်းနိုင်ဘူးလို့ပြောတာပြန်လွတ်လိုက်ဟုတ်လားပြန်မလွတ်ဘူးဗျာအဲ့ဒါနဲ့အဲ့ဒီအုတ်ကြီးကနေပြီးတော့မှဘာပြောလဲဆိုတော့အုတ်ကြီးကနေငါ့ကိုပြောတာတဲ့အင်းနဲ့မင်းစစ်မှုမထမ်းလို့မရဘူးတဲ့မင်းကိုငါ380နဲ့ရောင်းစားပြီးွားပြီလို့အဲ့ဒီလိုငါ့ကိုပြောတယ်လို့ပြောပါတယ်ဖေအဲ့ဒါပြောတာဗောကိုလက်ကိုမိဘစင်မတာပူတယ်လူတွေကမှတ်ကြတာအဲ့ဒါအစိုးရကြီးဒီလောက်မှတွေ့ကြရလူတွေမှကြုံကလေးဆွဲပြောနေညီတို့တွေအဲ့ဒါဘာဖြစ်လို့အဲ့ဒီမှာခက်တော့ခက်နေငါဘယ်လိုပြောရမှမသိဘူး
ဖြစ်လာမှာကသာလူတွေကလာပြောတာအစိုးရရှောင်ကြပါလားကြိုတင်ရှောင်ကြပါလားဒီတော့ပွဲတွေတစ်ချိန်ချင်းအဲ့ဒီပွဲတွေမှာသွားမဆွဲပဲနဲ့မထမင်းစားနေလူလာတက်ဆွဲတယ်ဟုတ်လား မှန်ပါဗျာမှန်လားပါဗျာတပည့်တော်တို့ကလေအရင်တော့ကတော့အဲ့ဒီလိုမျိုးမစိုးထင်လို့တပည့်တော်မတို့လည်းနေသားသလိုနေခဲ့တာပါဗျာအခုတော့နေသားသလိုနေလို့မရတော့ပါဘူးဗျာအကုန်လုံးသမင်းစားလဲလိုက်ဆွဲအိတ်နေလေလိုက်ဆွဲအကုန်လိုက်ဆွဲနေတော့တာပါဗျာဟိုနာသွားလဲဆွဲဒီနာသွားလဲဆွဲနေအဲ့လိုအကုန်ဆွဲနေတာပါဗျာ။အော်အဲ့ဒါများတကယ်မရဲ့ညီတို့အခုဗာလဲမဲပြီးရွေးချယ်တာတော့မှလေလွတ်တော်အမတ်တွေရှိတယ်လေလွတ်တော်အမတ်တွေမှာလွတ်တော်300တဲ့အဲ့ဒီလွတ်တော်အမတ်တွေကိုသွားပြောလေပြည်သူလူထုရဲ့အခက်အခဲကိုသူတို့ရှင်းပေးမယ်လို့ပြောထားတယ်လေအဲ့ဒါသွားပြောပါလားလို့အော်ဘာရတဲ့လဲအဲ့ဒီလွတ်တော်အမတ်တွေဆိုတာလေလွတ်တော်အမတ်ပဲကြားဘူးလားနေရလဲမသိဘူးသူတို့ရဲ့ရုပ်တွေကိုလည်းမမြင်ဘူးပါဘူးဖေဟာခက်တော့ခက်နေပြီအေးအဲ့ဒီလွတ်တော်အမတ်တွေတော့မကနိုင်ဘူးပြောလို့ပဲတာမဟုတ်ဘူးဒီမှာညီတို့မပြောနဲ့နော်ငါလည်းမှာဟိုလွတ်တော်အမတ်တွေကသူတို့ကပြည်သူလူထုရဲ့ဒုက္ခကဲမယ်ဆိုလို့တာငါလည်းပြောကြည့်ရတာဒါပေမဲ့ညီတို့မပြောနဲ့အခုပါလဲမနေ့ကဆိုတက်လာတယ်ဗာလဲတက်ကုန်းကအမတီဗီဖိုးကဗာလဲတက်ခိုင်ရဲ့ညီမတက်ခိုင်မဟုတ်ပါဘူးဟိုပါလေဒီလမောင်ဟိုမလဲဟိုပါမလဲဆွေးခိုင်ဟုတ်တယ်ဆွေးခိုင်ဟုတ်တယ်ဟိုအမတီဟိုမှာတရင်လိန်ကျင်ညာနေတဲ့ဆွေးခိုင်သူ့မောင်ဟုတ်တယ်သူ့မောင်ဗာလဲဟိုအောင်စပူဆိုလားဗာဆိုလားမဟုတ်ပါဘူးဗျာပြောင်ကြီးနေလင်းပြောင်ကြီးခေါ်နေလင်းအောင်စပူမဟုတ်ဘူးအောင်စပူဆိုရင်ပေါ်တော်မှဝမ်းသာသေးတယ်အေးအဲ့ဒါပြောတာလေဒါသူတို့ဆိုတာဒီဟိုဘယ်လိုလဲသူတို့ရဲ့အဲ့ဒီမင်းအွန်လိုင်းဘာလုပ်လို့ဖျားထူးပြီးတော့အမှန်မှဟုတ်ပါဆိုပြီးတော့ညတိုင်းဒီမှာသတင်းမှထွက်ပြီးတော့ဒီမျက်နှာကြီးတွေနဲ့ကြွညာပေးနေတဲ့လူရဲ့မောင်ကိုတော့ဘာလဲဟိုပေါ်တာဆွဲသွားတယ်ဗါဒီအဲ့ဒီကစစ်မှုထမ်းဆွဲသွားတယ်ဆိုတဲ့စဉ်းစားကြည့်တယ်ညီတို့ကတာမန်လူတွေလေအဲ့တော့ငါပြောပြမယ်ဒီလိုနောက်ဟိုသားတော့တခုရှိတယ်ဟိုကောင်တွေတွားပြောပါလားဗါလဲဟိုပောက်ကတုံးနဲ့ဟိုလဲဝါတဝဖုံဝါတဝလာအဲ့ဒီနှစ်ကောင်သွားပြောအဲ့ဒီနှစ်ကောင်ကကျတော့သူတို့နီးစပ်တယ်အဲ့တင်ငန်းလိန်တွေကိုလည်းပြောလို့မရပါဘူးဖေဟာသူတို့တွေကလေဟိုဘာရတဲ့ပြောတယ်ပောက်ကိုတော်နဲ့ဝါတဝသူတို့တွေကကြားကြောက်လို့ရှင်းကြားတဲ့ဆိုတာထက်ပိုဆိုးပါတယ်ဖေဟာသူတို့တွေလည်းပြောလို့မရပါဘူးသူတို့တွေကိုအားမကိုတဲ့အတွက်ကြောင့်မလို့ဘာရတဲ့ကိုအားကိုပြီးလာပြောတာပါဖေဟာငါလည်းအားမကိုနဲ့ငါလည်းအမကုန်းနဲ့ဟိုမှာသင်္ကန်းနေနဲ့ဟိုမှာသင်္ကန်းဟိုဗာလဲသင်္ကန်းအစီယုံထားတဲ့ဟိုကဆရာတော်ကြီးကစအကုန်လုံးလိုက်ဖမ်းထည့်နေတာ။အော်ဒုက္ခပဲယတိဘဝပြောင်းလာလုံနေပြန်ပြီ။အဲ့ဒါဘာတဲ့မကူညီနိုင်ဘူးလားဖေ။ဟိုကောင်ညီးပြောတဲ့ကောင်တွေတော့ဟိုနှစ်ကောင်တော့မကူညီနိုင်နဲ့ငါဘယ်လိုကူညီနိုင်မှာတော့ဒုက္ခပဲငါနဲ့ငါအေးစစ်နေပြရသေးတက္ကမရဲ့။ဘာတဲ့အဲ့ဆိုမကူညီနိုင်ဘူးပေါ့။မကူညီနိုင်လဲလေပေါ့။ဘာရတဲ့တော့မကူညီနိုင်ဘူးဆိုတော့လေတပည့်တော်မားတို့အားကိုရတဲ့ယူကြီးတွေကိုတွားရှာပြီးတော့ပဲသူတို့အကူညီတောင်းတော့မယ်တောင်းမယ်တွားမယ်ဘာရတဲ့တောင်းနေဗျာကဲတွားသည်လူတစုပူမှုရတဲ့ဆဲကတိတဲ့ပုံနေရလဲနေရကအနှံ့ကျဲနေကြတယ်ပေါ်တာတွေကလည်းတွေ့တိများဆွဲနေကြတယ်လိုင်းပေါ်မှာလည်းလေကန်လို့မရလေကန်လဲသူတို့ကိုဝေဖန်နေဆိုပြီးတော့အကုန်လုံးဆွဲနေကြတယ်တို့ပြည်သူရဲ့ဘဝရဲ့တဖြည်းဖြည်းနဲ့ဒီစစ်မိတ်စာအောက်မှာနင်းပြတွေဖြစ်နေကြပါရောလားဒုက္ခ